ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာဒီမိုကရေစီအင်အားစုတွေကိုချန်လှပ်ခဲ့တာကြောင့်မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲရလဒ်ကိုအတိမတ်မပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မောင်ကနိုင်ငံတကာအတိုင်းဝိုင်းကိုတောင်းဆိုလိုက်ပါတယ်။ဒီဇင်ဘာလ28ရက်မှာစတင်မဲ့ရွေးကောက်ပွဲဟာအရက်ဘက်အုပ်ချုပ်ရေးကိုအသွင်ကူးပြောင်းဖို့လမ်းကြောင်းဖွင့်ပေးမယ်လို့စစ်ကောင်ဆောင်တွေကပြောဆိုပေမဲ့အတူရောင်ရွေးကောက်ပွဲလို့၎င်းကပြောပါတယ်။ရွေးကောက်ခံအရက်သားအစိုးရတဖွဲ့လုံးနှိပါဖမ်းဆီးခံရလို့စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာအတူရောင်သာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ဒီမိုကရေစီအင်အားစုတွေဟာစစ်တပ်အုပ်ချုပ်မှုကိုဆက်လက်ပြီးတွန်းလှန်နေမှာဖြစ်ပြီးဆွေးနွေးစရာအကြောင်းမရှိဘူးလို့ဒေါ်စင်မောင်ကပြောပါတယ်။မြန်မာနိုင်ငံသားတွေအတွက်ယာယီနေထိုင်ခွင့် TPS ရုပ်သိမ်းမဲ့အမေရိကန်အစိုးရရဲ့ပြီးခဲ့တဲ့ပတ်ကြေညာချက်ပေါ်စိုးရိမ်တယ်လို့၎င်းကထုတ်ဖော်ပြောပြီးလူဝင်မှုကြီးကြပ်ရေးနဲ့နိုင်ငံသားရေးမူဝါဒကိုလိုက်နာဖို့အမေရိကန်အစိုးရကိုတောင်းဆိုလိုက်ပါတယ်။ဒေါ်နယ်ထရမ့်အစိုးရရဲ့မူဝါဒဟာအမေရိကန်ပြည်သူတွေကိုသာမကစစ်အုပ်ချုပ်ရေးကြောင့်ထွက်ပြေးလာသူတွေကိုပါအကျိုးဖြစ်စေရမယ်လို့သူကဆိုပါတယ်။ NLD ပါတီကတောင်မျိုးကမ်းပြိုအနိုင်ရရှိခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲလိမ်လည်မှုရှိတယ်လို့ဆိုပြီးမြန်မာစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလမှာအာဏာသိမ်းခဲ့ပါတယ်။စစ်အုပ်စုဟာဇူလိုင်လအတွင်းအတည်ပြုခဲ့တဲ့ဥပဒေသစ်အရရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုဝေဖန်တဲ့ပြောဆိုချက်တွေလုံရက်တွေကိုတင်းကျပ်စွာထိန်းချုပ်ထားပါတယ်။ယူကရိန်းကဒွန်ဘတ်ဒေသရှိနေရာချို့ကတပ်ဖွဲ့တွေကိုရုပ်သိမ်းမလားဒါမှမဟုတ်ရုရှားတပ်ဖွဲ့တွေရဲ့မောင်းထုတ်တာခံမလားလို့ရုရှားသမ္မတဗလာဒီမာပူတင်ကရာဇသံပေးလိုက်ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဒီဒေသကနေဆုတ်ခွာပြီးတိုက်ပွဲရပ်မလားကျွန်တော်တို့မောင်းထုတ်တာခံမလားလို့ပူတင်ကအိန္ဒိယခီးစဉ်တွင်ပြောပါတယ်။အင်ဖြူရောနဲ့ကရင်မလင်တို့ရေးဆွဲခဲ့တဲ့စီမံချက်တစ်ခုကိုအခြေခံပြီးယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အမေရိကန်နိုင်ငံကအကျိုးဆောင်ပေးဖို့ကြိုးပမ်းနေချိန်သူကအခုလိုချိန်ချောက်လိုက်တာပါ။မော်စကိုမြို့တော်မှာပြုလုပ်တဲ့ဆွေးနွေးမှုကိုရှင်းပြဖို့အထူးကိုယ်စားလှယ်စတိတ်ဝစ်ကော့ဖ်နဲ့ဒေါ်နယ်ထရမ့်ရဲ့သမတ်ဂျာရက်ကာရှနာတို့ဦးဆောင်တဲ့အမေရိကန်စစ်တပ်ညီနိုင်ရေးမှုတွေကမီယာမီမြို့မှာယူကရိန်းကိုယ်စားလှယ်ဖွဲ့ကိုတွေ့ဆုံတော့မဲ့အချိန်ကပူတင်ကအခုလိုမှတ်ချက်ပြုတာပါ။ဥရောပနိုင်ငံတွေဟာလက်သင့်ခံနိုင်စရာမရှိတဲ့ပြင်ဆင်ချက်တွေလုပ်ဖို့တွန်းအားပေးနေတယ်လို့ပူတင်ကပြီးခဲ့တဲ့ပတ်တွင်မော်စကိုမြို့မှာသတင်းထောက်တွေကိုပြောပါတယ်။ရုရှားကဥရောပတိုက်ရဲ့စစ်ဖြစ်နေတာမဟုတ်ဘူးလို့ကျွန်တော်အကြိမ်တရာပြောပြီးပါပြီ။ဥရောပတိုက်ကရုရှားနဲ့ရုတ်တရက်တိုက်ခိုက်ခြင်းနဲ့ဆိုရင်ကျွန်တော်အခုအစဉ်သင့်မှာလို့သူကဆိုပါတယ်။အမေရိကန်ကိုယ်စားလှယ်ဖွဲ့နဲ့ပူတင်ကြားဆွေးနွေးမှုဟာ9နာရီနီးပါးကြာမြင့်ခဲ့ပြီးပူတင်ဟာသဘောတူညီချက်တရရရှိလိုတဲ့ဆန္ဒရှိခဲ့တယ်လို့ဒေါ်နယ်ထရမ့်ကပြောပါတယ်။ဆွေးနွေးမှုဟာအပြုသဘောဆောင်ခဲ့ပေမဲ့ယူကရိန်းကနေမြေခွဲဝေပေးဖို့ကိစ္စမဖြေရှင်းနိုင်လို့အဖြေရတယ်လို့ရုရှားကမရှုမြင်ခဲ့ကြောင်းပူတင်ရဲ့နိုင်ငံသားရေးမူဝါဒလက်ထောက်ယူရီဥရှာကော့ဖ်ကပြောပါတယ်